hello တောက်တယ်လား hello တောက်တယ်လားခေါင်းကြီးကြတို့ပါဘာဖြစ်လို့လဲအဲ့နေတဲ့ဘောကနေပြမရှိဘူးလားနေပြမရှိဘူးလားအိုင်နာလေးမှာဖတ်တွယ်ပြီးနေရတာနေပြမရှိလို့အနာဘောတော့ကောင်းသွားရဲ့ခေါင်းကြီးခေါင်းကြီးခေါင်းကြီးဗီဒီယိုလေးရိုက်ချင်လို့ပါခေါင်းကြီးခေါင်းကြီးဟဲ့ခေါင်းကြီးစိတ်မရှိရလေတန်းကဘာဖြစ်လို့ဒါလေးလောက်တဲ့ဟာအဲ့လောက်တာဘာဖြစ်လို့အေးနောက်ဆက်တော့တက်စိုက်